Mobile Legends ဆော့မှာမဟုတ်ပဲနဲ့ Mobile Legends ကနေအတစ်ထုတ်ပေးထားတဲ့မီနီ9ပြည့်ကင်းလေးကိုဆော့ဖို့အတွက်ကျွန်တော်ဂိမ်းထဲဝင်ခဲ့ဘူးတယ်ဒီဂိမ်းကအဲ့လောက်ထိကောင်းလို့လားပြောရရင်ကောင်းတာထက်ပိုပြီးတော့ရိုးလဲရိုးရှင်းပါတယ်အရင်ဟမ်ဘာဂါရောင်းတဲ့ဂိမ်းလို့တောက်လို့ရှုံးနေတာမျိုးမဟုတ်ပဲနဲ့ငများချိတ်တစ်ခါချရင်ဘာကောင်းမိမလဲဆိုတာကရင်ခုန်စရာကောင်းနေတာဒီမှာ9မျိုးအစား3ခုရှိပြီးတော့ခွန်မန် rare super rare ပြီးတော့9မဟုတ်ပဲ legend တွေလို့အကောင်တွေလည်းပေါက်နိုင်ပါတယ် super legend တွေကတော့ဒါမျိုးဖက်နှက်ပေါက်တာပေါ့daily test ကရတဲ့ငများကျိန်းနဲ့ဖမ်းလို့မဝတာနဲ့ပဲ short ထဲမှာရောင်းနေငများကျိန်းကိုတွားဝယ်ခဲ့ပါတယ်ဗတ်ပဲ့နေတဲ့ diamond 18လုံးတုံးငများကျိန်း18ခုဝယ်ခဲ့ပါတယ်ငါးဖမ်းတာအရန်ကိုလွယ်တယ်ဆိုပေမဲ့လည်းခုချိန်นี้ငါးဖမ်းလေးကိုအကျွမ်းတော်ဝင်မရှိသေးတဲ့ညီကိုတွေအတွက်ဘယ်လိုငါးဖမ်းမလဲဆိုတာပြောပြမယ်ငများတန်လေးကိုမြန်မာလိုလေးပြစ်လိုက်ပြီးရင်ခဏလေးစောက်လိုက်ဒါဆိုရင်ငါမိပြီလို့အထိပ္ပယ်ရတယ်ဒီမှာပြေးနေတဲ့ကောင်လေးတွေ့လားအဲ့ကောင်လေးညာဘက်တောက်ရောက်နိုင်တယ်လို့ရောက်လေကောင်းလေပဲညာဘက်တောက်ရောက်ရင်ဆွဲလိုက်ဒီမှာတရားကြည့်မြင်ရတဲ့အဝိုင်းအောင်ဝိုင်းလေးအဲ့အဝိုင်းအောင်လေးကပိုပြည့်လေငါးကောင်းတာတွေပိုရလေပဲအဲ့လိုဒါမှတ်ထားလိုက်မိရင်ဇက်နှိမ့်လိုက်ဒီမှာဆိုကြည့်တစ်ချက်လေးဆွဲလိုက်အောင်နဲ့ငါကတန်းပါလာတယ်ဒါဆိုရင်ငါဆောက်ဆိုလို့တက်မှတ်လို့ရတယ်ဒါဆိုရင်ရှိတဲ့ငများကျိတ်လေးကိုကုံအောင်တုံးလိုက်မယ်အချိန်လေးကိုနည်းနည်းလေးကြော်လိုက်မယ်ဒီမှာငများကျိတ်လည်းကုံသွားပြီဒါလည်းဒီကဲကစော့လို့မဝသေးဘူးစော့လို့မဝရဖြစ်တဲ့အတွက်ငများကျိတ်ကိုအကုန်လုံးတွားဝယ်လိုက်မယ်ဒါဆိုရင်ငများကျိတ်83ခုရပါပြီကျွန်တော်ကလဲကျန်9တကောင်ရပြီးတာဖြစ်တဲ့အတွက်နောက်ထပ်လဲကျန်9လေးများထပ်ပေါက်မလားဆိုပြီးတော့မျှော်လင့်ချက်လေးနဲ့ဖောက်ကြည့်ခဲ့တယ်ဒါဆိုရင်ဖောက်ပြတဲ့ချိန်ကအရန်ကြာသွားမှာမလို့နည်းနည်းလေးရစ်လိုက်အောင်မယ်ဒီကြားလေးထဲမှာပြောချင်နေတာကျွန်တော်ရဲ့ channel က subscriber နည်းနေရဖြစ်တဲ့အတွက် subscribe တယောက်တစ်ချက်လေးနဲ့ကူညီပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်လဲကျန်အကောင်တော့မပေါဘူးဆိုပေမဲ့လည်းကျန်တဲ့အကောင်ပေါင်းရင်နဲ့အကောင်90ရှိတာ48ကောင်ထိပေါက်သွားပြီနောက်ထပ်2ကောင်ပဲကျန်တော့တယ်ဖောက်မဲ့လက်စားနဲ့မထူးပါဘူးဆိုပြီးတော့အဲ့2ကောင်လေးရာရွရမြန်ဖောက်ကြည့်ခဲ့တယ်မိပြီးဆွဲငါးတက်ထဲရတယ်ဆိုတော့နောက်ထပ်တစ်ကောင်ပဲလို့နောက်ထပ်တစ်ကောင်ဆိုရင်တော့ငါး90ပြည့်ပြီအချိန်7ချိန်သာကုန်သွားတယ်လိုနေတဲ့ငါပေါက်မလာဘူးဒီကြားတဲ့ဖနက်ကနောက်ထပ်တစ်ခါထပ်မိသေးတယ်ဗျာဒီတောက်ငါမမိဘူးဆိုတော့လည်းမြားမနေတော့ဘူးဒီကက်တွေကတငယ်ချင်းရှိရလဲ give တောင်းလို့ရတာဖြစ်တဲ့အတွက်ဒီငါးရှိတဲ့တငယ်ချင်းတယောက်ရှိတာတောင်းလိုက်ဖို့ပဲစိတ်ကူးမိပါတယ်ဒီလိုနဲ့ငါးများနဲ့ diamond 1000ရှိရဲ့တရားတစ်တာလေးကိုပေါက်နိုင်လို့ဒီကယာဒီဥတူကြည်ပြီးမြားမယ်ဆိုရင်လည်းပေါက်နိုင်ခြင်းငါးတွေကိုပြထားပေးတယ်ပြောဖို့မေ့နေတာကို့မှာရှိတဲ့ကက်အပိုတွေကိုလည်းသူများကို give လို့ရတယ်ကို့ကကက်အပိုတွေကိုလည်းတငယ်ချင်းတွေကို give လို့ရတာဖြစ်တဲ့အတွက်ကက်တွေစုရတာလွယ်တယ်လို့ပြောလို့ရတယ်ခုကြည့်နေတဲ့ပေါ်တာရောကက်တွေဘယ်လောက်ထိစုမိနေပြီလဲလဲကျန်ကက်တွေရောဘယ်နှကက်လောက်ရပြီလဲအဲ့ဒါလေးကို comment မှာတစ်ချက်လောက်ရေးတွားပေးခဲ့ကြပါဦးဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးတက်ချင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်